နွေဟာနွေပီတာရဲ့မီရာသီဥတုက40ဒီဂရီရဲ့ရေမြန်းမြန်းတောက်ပါမီချီကျဲပါဝတ်ပါမီကျွန်တော်မရှိရဲ့အိမ်ကလေးတဲ့အမိတွေတနခါဘသူတွေးပြီလေမြို့ပြားတဲ့ဒီဇယ်ငွေတွေပူလောင်တိုင်းအမိစပယ်ခင်းလေးလွှမ်းနေမြို့ပြားတဲ့မောဟရီနဲ့ပူလောင်တိုင်းရည်ရွယ်နေတဲ့အမိရင်ခွင်လွှမ်းနေတက်ကွင်းနဲ့တွန်းပို့တဲ့နှခမ်းတွေကြားတောင်းမပါတဲ့အပြုံးတွေလိုတယ်အမိခက်ပေါ်ရုပ်ဝတ္ထုတွေနဲ့မြို့ပြားတဲ့တတိယရဲဆိုတာထက်လူကိုလိုအပ်နေတာပါအမိရလူအချို့ကအမိရဲ့အန်သွားကျိုးလောက်ဖြူစင်မှုလောကဒဏ်ဟာလည်းရေတွန်းနေတဲ့အမိလက်လိုမနှူးညံ့မှုပြန်ခဲ့တော့ငါသားဒိုးတူပေါင်းပဲလှုပ်ရှားကြမယ်တဲ့ကုံစင်းလုံးနဲ့အာနာရှင်ထိုင်ကုန်ဆိုတာတက်ပြီးပြန်မစင်းမှုအမိစားဝတ်နေရေးဟာအမိချွေရဲ့အိမ်လေးတွေကဝီနဲ့မဖူလုံတဲ့အခါရုံးရင်ကန်ရင်ပြန်တန်းရင်နဲ့အိမ်ပြန်လန်းတွေလက်မှတ်မဖြတ်ရတော့အမိချန်လေးတဲ့အမြဲစောင်းရသည်ပဲဖြစ်စေချင်တာအမိအိမ်လေးမှာမိုးတန်တစ်ပြောက်ညံစေချင်တာအပူချိန်က40ဒီဂရီတဲ့အမိရက်တောင်အားကိုနဲ့နှွေကိုအန်တုနေလားတကြံမျိုးလေးတဲ့မကြီးဖြော်ရည်ထဲပြီးတဲတဲမြုပ်ထားလာအမိရာသီဥတုက40ဒီဂရီရဲ့ရေမြန်းမြန်းတောက်ပါအမိချီကျဲပပဝတ်ပါအမိတနေ့နေ့တော့အမိတွေတနခါတွေ့ပြီးဖို့အမိကုသိုလ်အတွက်ကြေးစီထူပေးဖို့ကျွန်တော်ပြန်လာမယ်တနေ့နေ့ပေါ့အမိစမ်းကြော်ဆောင်မယ်